ဖြစ်အားဖြင့်တိုင်ဖုန်းမုန်တိုင်းတန်ခံခဲ့ရတဲ့ဖိလစ်ပိုင်ကမိသားစုတစုအသက်ဘေးကလွတ်မြောက်ဖို့အတွက်ရုပ်ရှင်ဇက်ဝင်ခန်းဆန်ဆန်ကြိုးစားခဲ့ကြပုံကိုမြင်နေရတာပါ။တိမ်တော်ဦးစီးလို့ယူဆရတဲ့အမျိုးသားဟာအိမ်ထဲအထိနှိမ်ဝင်လာနေတဲ့ရေကြီးမှုကိုတင်းရှောင်နိုင်မှုသူ့မိသားစုကိုဥဆောင်ထည့်တင်ခဲ့တာပါ။သူတို့မိသားစုဟာကနဦးမှာမျက်နှာကျက်နောက်တော့အိမ်ခေါင်မိုးပေါ်အထိအဆင့်ဆင့်တက်လှမ်းအချိန်တိုအတွင်းတရိပ်ရိပ်မြင့်တက်လာတဲ့ရေဘေးကိုရှောင်တိန်ခဲ့ကြတာဖြစ်ပါတယ်။သူတို့ကဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းစီဘူးပြည်နယ်ရဲ့မြို့တော်စီဘူးမြို့တွေကလူစာရန်ကြီးရွာမှာနေထိုင်တဲ့မိသားစုပါအခုလိုကြုံတွေ့ရဖို့မျှော်လင့်မထားသလိုရေဘေးကမြင်းမြန်းဆန်ဆန်ပဲမြင့်တက်လာခဲ့တာလို့ကိုယ်တိုင်ကြုံခဲ့ရတဲ့အဲ့ဒီမိသားစုဝင်မျိုးသမီးကပြောပါတယ်လက်ရှိအချိန်ထိစီးရင်တွေအရာကာမေဂီမုန်တိုင်းကြောင့်ဖိလစ်ပိုင်မှာတည်ဆုံသူအနည်းဆုံး188ဦးရှိတယ်လို့အာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်အခုရုပ်သံတွေကမိသားစုဝင်တွေကတော့တအူးမှထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်ဒါပေမဲ့တကယ်တမ်းကြုံတွေ့နေရချိန်မှာတော့တက်ပြီးကမလွတ်နိုင်တော့ဘူးလို့ထင်မြင်မိကြောင်းကာယကရှင်အမျိုးသမီးကပြန်လည်မျှဝေထားပါတယ်တမိသားစုလုံးဘေးမတည်ရမခခဲ့တာကတော့ကံကောင်းတာလည်းဖြစ်သလိုရှေ့ကနေမမမက်ဥဆောင်ကတင်ခဲ့တဲ့အမျိုးသားရဲ့အားထုတ်မှုကြောင့်လို့လည်းဆိုနိုင်ပါလိမ့်မယ်။စီဘူးပြည်နယ်ဟာဖိလစ်ပိုင်မှာကာမေဂီမုန်တိုင်းတန်ကိုအဆိုးရွားဆုံးခံခဲ့ရတဲ့ဒေသဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းတုန်းကလည်းအဲဒီပြည်နယ်ကိုဗဟိုပြုပြီး Richter Scale 6.9 ရှိတဲ့အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့ပါသေးတယ်။